တုဒဆုံမိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်တုဒဆုံမိတ်ဆွေတို့ရေလူသားတစ်ယောက်အတွက်အကြီးမားဆုံးသောဆုလက်ကတော့ကျန်းမာပြီးအသက်ရှည်စွာနေထိုင်နိုင်ဖို့ပဲဖြစ်ပါတယ်ဒီလိုကျန်းမာအသက်ရှည်စွာနေထိုင်နိုင်ဖို့ဆိုတာကလည်းမိမိကိုယ်တိုင်အပြင်နေထိုင်တဲ့နိုင်ငံတွေအပေါ်မှာလည်းမူတည်နေတာဖြစ်ပါတယ်အေဂျင့်တာယာပြီးတော့စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာနေထိုင်သူအများစုဟာအသက်ရှည်ကြပြီးတော့ဆင်းရဲနှိမ့်ကျခြင်းအပြင်ယောဂဗေဒထူပြောတာမတည်ငြိမ်တဲ့နိုင်ငံကြီးစတာတွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတွေမှာတော့နိုင်ငံသားအများစုဟာအသက်ရှည်ရှည်နေခွင့်မရကြပါဘူးဒီကနေ့ကမ္ဘာကြီးပေါ်မှာနေထိုင်တဲ့လူသားတွေရဲ့ပြန်မြသက်တမ်းဟာအနှစ်80ဝန်းကျင်လို့ဆိုပေမဲ့အေဂျင့်တာယာတဲ့နိုင်ငံအများစုကနိုင်ငံသားတွေရဲ့ပြန်မြသက်တမ်းကတော့အသက်80ကျော်အထိရှိနေတာဖြစ်ပါတယ်အာဖရိကနိုင်ငံတချို့မှာဆိုရင်နိုင်ငံသားတွေဟာအရွယ်မတိုင်မီကွယ်လွန်သွားကြပြီးတော့သူတို့ရဲ့ပြန်မြသက်တမ်းကလည်းနှစ်ပေါင်း50နဲ့60ကြားမှသာရှိနေတာဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ခါမှာတော့ဒီကနေ့ကမ္ဘာပေါ်မှာဘယ်နိုင်ငံတွေရဲ့ပြန်မြလူသက်တမ်းဟာအရှိဆုံးဖြစ်တယ်လဲဆိုတာကိုတုဒဆုံမိတ်ဆွေတို့အတွက်ဝေမျှပေးလိုက်ပါတယ်ရှင်နံပါတ်10နော်ဝေနိုင်ငံဖြစ်ပါတယ်နော်ဝေနိုင်ငံကတော့ဥရောပတိုက်စကန်ဒီနေဗီးယားကျွန်းဆွယ်ဒေသမှာတည်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ရှင်တိုင်းပြည်ရဲ့သဘာဝကိုကအေဂျင့်နဲ့ယာတီဥတုရှိနေသလိုတည်ငြိမ်တဲ့နိုင်ငံကြီးကောင်းမွန်တဲ့အစိုးရတွေကိုလည်းပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ကလည်းကမ္ဘာထိပ်တန်းနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်ဒီစရင်ရဲ့အဆင့်30မှာရှိနေတဲ့နော်ဝေနိုင်ငံသူနိုင်ငံသားတွေရဲ့ပြန်မြလူသက်တမ်းကတော့82.6နှစ်ပဲဖြစ်ပါတယ်နံပါတ်9အစ္စရေးနိုင်ငံမှာလူသက်တမ်းအရှည်ဆုံးနိုင်ငံတွေထဲကအဆင့်9နေရာမှာရှိနေတာကတော့ဂျူးလူမျိုးတွေနေတဲ့နိုင်ငံလို့သိကြတဲ့အစ္စရေးနိုင်ငံပဲဖြစ်ပါတယ်အစ္စရေးရဲ့အဓိကကျန်းမာခြင်းအချက်တစ်ချက်ကတော့အစားအသောက်လို့ဆိုရမှာဖြစ်ပါတယ်လက်ဆက်တဲ့ဟင်းသီးဟင်းရွက်အသားငါးတွေကိုသာစားသုံးကြပြီးတော့အစ္စရေးရဲ့နာမည်ကျော်ဟင်းသီးဟင်းရွက်တော့အစ္စရေးစလက်ဟာဆိုရင်လေနိုင်ငံသားအားလုံးနီးပါးနှစ်သက်စွာစားသုံးကြပါတယ်လူဦးရေ9 သန်းဝန်းကျင်ရှိတဲ့အစ္စရေးနိုင်ငံသားတွေဟာနှစ်စဉ်ဟင်းသီးဟင်းရွက်နဲ့သစ်သီးကို150ကီလိုဂရမ်ထက်မနည်းစားသုံးလေးရှိတယ်လို့သိရပါတယ်အစိုးရရဲ့နိုင်ငံသားတွေအပေါ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်းအထူးကောင်းမွန်ပြီးတော့ဒီနိုင်ငံသားတွေရဲ့ပြန်မြလူသက်တမ်းကတော့82.6နှစ်ပဲဖြစ်ပါတယ်နံပါတ်8နေရာမှာကတော့အီတလီနိုင်ငံဖြစ်ပါတယ်တစ်ချိန်လုံးကရောမနိုင်ငံအဖြစ်သမိုင်းတစ်လျှောက်မှာအစဉ်လာကြီးမားခဲ့တဲ့အီတလီနိုင်ငံဟာဆိုရင်လေနှစ်စဉ်နှစ်တိုင်းထုတ်ပြန်နေတဲ့အသက်အရှည်ဆုံးစီးရင်မှာအမြဲတမ်းပါဝင်နေလေးရှိနေတာဖြစ်ပါတယ်1988ခုနှစ်ကတည်းကကမ္ဘာအဆင့်မီကျန်းမာရေးစနစ်ကိုပိုင်ဆိုင်ခဲ့တဲ့အီတလီဟာကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာနိုင်ငံဝင်ငွေစုစုပေါင်းရဲ့9%ကျော်ကိုသုံးစွဲထားပါတယ်။တန်ရှင်းတဲ့ရေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်တွေပေါများစွာရရှိစားသုံးနိုင်တာကလည်းအီတလီလူမျိုးတွေကိုအသက်ရှည်ကျန်းမာနေစေပါတယ်။အီတာလီယန်တွေရဲ့ပြန်မြလူသက်တမ်းကတော့83နှစ်ပဲဖြစ်ပါတယ်ရှင်။နံပါတ်9ဩစတြေးလျနိုင်ငံဖြစ်ပါတယ်။ကမ္ဘာအကောင်းမွန်ဆုံးကျန်းမာရေးစောင့်ရှောက်မှုတွေရှိတဲ့ဩစတြေးလျနိုင်ငံကတော့ကမ္ဘာပေါ်ကလူသက်တမ်းအရှည်ဆုံးနိုင်ငံတွေရဲ့စီးရင်မှာနံပါတ်9နေရာမှာရှိလို့နေတာပါလွန်ခဲ့တဲ့10စုနှစ်4-5ခုကဩစတြေးလျနိုင်ငံသားတွေရဲ့ပြန်မြသက်တမ်းဟာနှစ်80ဝန်းကျင်ပဲရှိခဲ့ရကနေပြီးတော့တစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးတက်လာခဲ့ပြီးတော့ဒီဘက်10စုနှစ်တွေမှာတော့ပြန်မြသက်တမ်းဟာအနှစ်80ကျော်သွားပြီဖြစ်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားတာအပြင်ဩစတြေးလျအစိုးရဟာလည်းကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက်နိုင်ငံဝင်ငွေစုစုပေါင်းရဲ့10%နီးပါးကိုသုံးစွဲပေးထားတာကလည်းဩစတြေးလျနိုင်ငံသားတွေကျန်းမာစေတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံသားတွေရဲ့ပြန်မြလူသက်တမ်းကလည်း83နှစ်ဖြစ်ပါတယ်။နံပါတ်6 Cyprus ဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့2020ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ဒီစီးရင်မှာထူးထူးခြားခြားပါဝင်လာတာကတော့မြေထဲပင်လယ်ဒေသကကျွန်းငယ်လေး Cyprus ပဲဖြစ်ပါတယ်။ဒီဘက်နှစ်တွေမှာဆိုရင်ဒီ Cyprus ရဲ့စီးပွားရေးဟာအထူးကောင်းမွန်လာပြီးတော့အစိုးရအနေနဲ့လည်းပို့ပြီးတော့ကောင်းမွန်တဲ့ကျန်းမာရေးစနစ်ကိုပေးနိုင်ခဲ့ပါပြီ။2014ခုနှစ်ခရဲကနိုင်ငံဝင်ငွေစုစုပေါင်းရဲ့9%ကိုကျန်းမာရေးကဏ္ဍအတွက်အသုံးပြုခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ Cyprus သားတွေကျန်းမာစေတဲ့နောက်ထပ်တစ်ချက်ကတော့ဟင်းသီးဟင်းရွက်အသားငါတန်လွင်စီနဲ့တန်ရှင်းတဲ့ရေကိုအလွယ်တကူရယူစားတောက်လို့ရှိလို့ဖြစ်ပါတယ်။ Cyprus နိုင်ငံသားတွေရဲ့ပြန်မြလူသက်တမ်းကတော့83.1နှစ်ပဲဖြစ်ပါတယ်ရှင်။နံပါတ်5စပိန်နိုင်ငံဖြစ်ပါတယ်။စပိန်နိုင်ငံသားတွေအသက်ရှည်တဲ့အကြောင်းရင်းတစ်ချက်ကတော့နိုင်ငံသားအများစုဟာ Mediterranean diet လို့ခေါ်တဲ့
အစားအစာစားသုံးမှုပုံစံပေါ်မှာအခြေခံပြီးတော့စနစ်တကျစားသုံးကြလို့ဖြစ်ပါတယ်။အသီးအရွက်နဲ့သစ်ဥသစ်ဖူတွေငါးနဲ့ပင်လယ်စာတွေအသားနဲ့နိုးထွက်ပစ္စည်းတွေကိုရှော့ပြီးတော့တခြားကယ်လိုရီတက်ပြီးတော့ဝါစီမဲ့အစားအစာတွေကိုရှော့ပြီးတော့စားကြလေရှိပါတယ်။ဒါကြောင့်လည်းစပိန်မှာအဝလွန်တဲ့သူတွေနဲ့နှလုံးရောဂါဖြစ်သူတွေဟာအလွန်နည်းပါတယ်လို့သိရပါတယ်။ဥရောပကချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီစပိန်အစိုးရကလည်းပြည်သူတွေကိုကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိနေတာပါ။ဒီလိုစပိန်နိုင်ငံသားတွေရဲ့ပြင်းပြသက်တမ်းကတော့83.2 နှစ်ပဲဖြစ်ပါတယ်။နံပါတ်4စင်ကာပူနိုင်ငံပါ။စီးပွားရေးပညာရေးလူနေမှုစနစ်တို့မှာဆိုရင်ကမ္ဘာထိပ်ဆုံးနေရာတွေမှာအမြဲတမ်းရပ်တည်နေလေရှိတဲ့အရှေ့တောင်အာရှကျွန်းနိုင်ငံလေးစင်ကာပူဟာဒီစီးမှာလည်းထိပ်ပိုင်းနေရာမှာပဲရပ်တည်နေပြန်ပါတယ်။စင်ကာပူနိုင်ငံဟာလျင်မြန်စွာဖွံ့ဖြိုးလာတဲ့စီးပွားရေးနည်းတူနိုင်ငံရေးလူစွမ်းအားအရင်အမြင့်ဖွံ့ဖြိုးရေးကဏ္ဍကိုလည်းတပြေးညီတိုးတက်မှုရှိအောင်လှုံ့ဆော်နိုင်တယ်လို့ဆိုရပါမယ်ရှင်။နိုင်ငံသားတိုင်းအတွက်အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုကိုပေးနိုင်တယ်လို့တစ်ဖက်ကလည်းတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုတိုးချဲ့ဆောင်ရွက်နေခဲ့ရကနေပြီးတော့အကျိုးရလဒ်ကတော့ဒီစင်ကာပူနိုင်ငံဟာကမ္ဘာနေချင်းစပွဲအကောင်းဆုံးမြို့တော်စီးရင်မှာအမြဲလိုကိုပါဝင်နေခဲ့တာဖြစ်ပါတယ်။ဒါပြင်တခြားသီးမှတ်စရာတစ်ခုကတော့စင်ကာပူနိုင်ငံဟာဂျပန်ကိုရီးယားစတဲ့ထိပ်သီးနိုင်ငံတွေကိုကျော်ဖြတ်ပြီးတော့အာရှရဲ့အသန့်ရှင်းဆုံးနိုင်ငံအဖြစ်နဲ့ရပ်တည်နေရပဲဖြစ်ပါတယ်။စင်ကာပူနိုင်ငံသားတွေရဲ့ပြင်းပြလူသက်တမ်းကတော့83.2 နှစ်ပဲဖြစ်ပါတယ်။နံပါတ်3တောင်ကိုရီးယားနိုင်ငံဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံကတော့အရှေ့အာရှမှာတည်ရှိပြီးတော့နည်းပညာအလွန်တိုးတက်သလိုသဘာဝတရားကိုလည်းကောင်းမွန်စွာထိန်းသိမ်းထားနိုင်တဲ့နိုင်ငံဖြစ်ပါတယ်။အာရှရဲ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သလိုကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်းအထူးကောင်းမွန်ပါတယ်။တောင်ကိုရီးယားရဲ့အစားအစာအများစုဟာကယ်လိုရီနည်းပါးသလိုနိုင်ငံသားတွေဟာလည်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရတာကိုဝါသနာပါကြပါတယ်။ပုံမှန်ရှိတဲ့ခန္ဓာကိုယ်အရွယ်အစားထက်ပိုများနေတဲ့သူဟာတောင်ကိုရီးယားမှာ3%ပဲရှိရလို့သိရပါတယ်။တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ပြင်းပြသက်တမ်းကတော့83.3 နှစ်ပဲဖြစ်ပါတယ်။နံပါတ်2နေရာမှာကတော့ဆွစ်ဇာလန်နိုင်ငံပါရှင်။ဥရောပမှာရှိတဲ့ဆွစ်ဇာလန်နိုင်ငံဟာအေဂျင့်တာယာပြီးတော့ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်နဲ့ထင်ရှားပါတယ်။တန်ရှင်းတဲ့လေထုယောဂပိုးကင်းစင်တဲ့တောက်ရည်မြင့်မားတဲ့လူနေမှုစနစ်တွေဟာဆွစ်လူမျိုးတွေအသက်ရှည်ရခြင်းရဲ့လှုပ်ဝက်ချက်ပဲဖြစ်ပါတယ်ရှင်။နိုင်ငံရဲ့စားတောက်ကုန်တွေကိုအမြဲတစေကြီးကြပ်နေတဲ့မိုဘိုင်းတင်းအဖွဲ့များစွာရှိနေသလိုအစိုးရရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဟာလည်းအပြန်စားဖြစ်တာကြောင့်မလို့အသက်အရှည်ဆုံးအကျွယ်ဝဆုံးစတဲ့ကောင်းမွန်တဲ့ကမ္ဘာ့စံနှုန်းထားသတ်မှတ်ချက်တိုင်းမှာဆွစ်ဇာလန်ကိုခြံခဲ့နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဆွစ်ဇာလန်နိုင်ငံရဲ့ပြင်းပြလူသက်တမ်းကတော့83.4 နှစ်ဖြစ်ပါတယ်။နံပါတ်1ဂျပန်နိုင်ငံဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်နိုင်ငံကအကျန်းမာဆုံးလဲအသက်ရှည်ဆုံးလဲလို့မေးလိုက်မယ်ဆိုရင်အများစုကတော့ဂျပန်နိုင်ငံလို့ပဲဖြေကြမှာဖြစ်ပါတယ်။ဒီလိုလူသိများလာအောင်ကိုပဲဂျပန်တွေရဲ့ကျန်းမာမှုအသက်ရှည်မှုကလည်းကြော်ကြားလာပါတယ်ရှင်။အာရှရဲ့စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံဖြစ်သလိုကျန်းမာရေးဆောင်ရှောက်မှုအကောင်းဆုံးနိုင်ငံစီးရင်မှာလည်းဂျပန်နိုင်ငံဟာပါဝင်လို့နေရဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအသက်100ကျော်တဲ့သူပေါင်း8000ဝန်းကျင်ရှိတဲ့တခုတည်းသောနိုင်ငံလည်းဖြစ်ပါတယ်။နူးညံ့သိမ်မွေ့နေတဲ့ရိုးရာဓလေ့ဟန်ပန်တဘာဝရဲ့လက်ဆက်မှုအသီးရွက်အသားငါးတွေကိုသာဦးစားပေးစားသုံးမှုနီးစနစ်ကျနာတဲ့လူစွမ်းအားအရင်းမြစ်ပြိုးထောင်မှုစတာတွေကိုပိုင်ဆိုင်ထားတဲ့ဂျပန်နိုင်ငံဟာကမ္ဘာပေါ်မှာပြင်းပြလူသက်တမ်းအရှိဆုံးနိုင်ငံအဖြစ်နဲ့ရပ်တည်နေခဲ့တာဟာအတော်လေးကိုကြာနေပြီဖြစ်ပါတယ်။ဂျပန်လူမျိုးတွေရဲ့ပြင်းပြသက်တမ်းကတော့84.3 နှစ်ပဲဖြစ်ပါတယ်ရှင်။သုတဆုံမိတ်ဆွေတို့ရေဒီတစ်ခါမှမျှဝေခဲ့တာကတော့ကမ္ဘာပေါ်ကပြင်းပြလူသက်တမ်းအရှိဆုံးနိုင်ငံ10နိုင်ငံရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းတခြားသောနိုင်ငံတကာဗဟုသုတတွေကိုဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့သုတဆုံ YouTube Channel ကို Subscribe လုပ်သွားပေးကြပါဦးနော်။အဆုံးထိကြည့်ရှုပေးကြတဲ့သုတဆုံမိတ်ဆွေများအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်။